여러분, 안녕하세요. 내가 레벨 3 뭐나? 레벨 3에 칸데 거다면은 네, 에마신 그리아네 레비어 돈데요. 돈데요. 그래도 다베 때리 소비어 실력 ပြန်လို့ရမှာเนาะသူအသုံးပြုမဲ့နေရာကိုပဲအဓိကမှတ်ထားဖို့လိုရယ်နော်အသုံးပြုမဲ့အခြေအနေကဘယ်လိုမျိုးလဲဆိုတော့တွေးကြုံခဲ့ရတဲ့တွေးကြုံကိုတွေးကြုံခဲ့ရတဲ့တွေးကြုံနဲ့ပြီးရင်အကြောင်းအရာတွေကိုကြုံခဲ့ရတဲ့အကြောင်းအရာတွေကိုတန်တော့ပြန်လည်ပြောဆိုတဲ့အခါမျိုးတွေမှာအသုံးပြုတယ်ပေါ့နော်ပြီးရင်ယင်းနှီးရဲ့တွေနဲ့ကိုယ့်ထက်အသက်ငယ်တဲ့သူတွေနဲ့ဒါလေအသုံးပြုတယ်ဆိုတော့သူကဘန်မာမျိုးစားပေါ့နော်ကြီးတဲ့သူတွေကိုဒီ grammar တော့သုံးလို့မရအောင်အဲ့တော့ကိုကဘာသာပြန်ဖို့လိုလာရင်တော့စီလျအောင်ပြန်ပြီးတော့ဒီလိုဖြစ်တာပဲဒီလိုဖြစ်တယ်ဒီလိုဖြစ်တယ်လေဆိုပြီးတော့စီလျအောင်ပြောပြအောင်ပဲပေါ့နော်ခြေနေကတော့ကိုတွေးကြုံခဲ့ရတဲ့အတွေ့အကြုံတို့အကြောင်းအရာတို့ကပြန်တခြားသူကိုပြန်လည်ပြောဆိုတဲ့အခါမျိုးမှာအသုံးပြုတယ်ပြီးရင်နောင်နဲ့လည်းပြောလို့ရတယ်နောင်မှာပါချစ်ပါတယ်ဆိုရင်တော့ဤတုံးတယ်ကိုတုံးပြီးတော့ပါချစ်မပါရင်တော့ဒုံးတယ်ကိုတုံးမယ်နော်ဒါဆိုစာအုပ်က example စာအုပ်က example နဲ့ဒီဟာနဲ့အတူတူပဲပေါ့နော်ယောဂတို့ဘေရောပိုနီကာဟောတဲ့ယောဒီယောဂကိုသင်ယူကြည့်လိုက်တော့ဘလို့လဲကားမေးလိုက်တယ်ကိုယ့်ရဲ့အတွေ့အကြုံမေးနေယောဂကိုသင်ကြည့်လိုက်တော့ဘလို့လဲဆိုတော့ဆန်ကာပူတာအော်လျပ်တုံးတယ်ရောထင်ထားတဲ့ထက်ကိုခက်တယ်သူတွေးကြုံခဲ့သူယောဂကိုသင်ကြည့်တော့ယောဂကိုသင်မှုတဲ့အတွေ့အကြုံရှိပါတယ်လေနော်သူရဲ့သူကြုံရတဲ့အကြောင်းအရာကိုပြောတာဆန်ထင်ထားတဲ့ထက်ကိုယောဂကခက်တယ်ရမယ်နော်ဘုရားကျော်အဖေနဲ့ကျောင်းရှိမှရှိတယ်ရှိတန်းငယ်ကပါဆော်ရစားတော့ဆိုင်ကိုတွားဘူးလားနဲတွားဘူးတယ်ဗောနော်ဝက်စီတော့မှရှိကိုစားတော့တရားလည်းအရသာရှိပြီးတော့ကပ်တိုးစားတော့တယ်ရောဈေးရလည်းပဲချိုတယ်နဲအဲ့မှာလည်းကိုယ့်ရဲ့အတွေ့အကြုံပဲဒီစားတော့ဆိုင်သူတွားဘူးတဲ့အတွေ့အကြုံကိုပြနေတယ်ပြီးရင်နောက်တစ်ခုကကြတော့그 학생은 E급이지요. 이 전화 레벨 1 ဟုတ်တယ်မလားတဲ့네ဟုတ်တယ်그런데 다음에 어려운 단어로 ဒီခက်တဲ့စကားလုံးတွေကို 많이 알던데요. အများကြီးကိုသိတယ်ပေါ့နော်အဲ့ဒီအကြောင်းသားနဲ့ပတ်သက်ပြီးသူသိထားတဲ့အကြောင်းအရာလေးပြောပြပါနော်အဲ့ဒီအကြောင်းသား level 1ဟုတ်တယ်မလားဆိုတော့ဟုတ်တယ်သူက level 1ပေါ့နော်ဒါပေမဲ့သူကခက်ခဲတဲ့စကားလုံးတွေအများကြီးကိုသူကသိတယ်ဒီ어제본영화어땠어요မနေ့ကကြည့်ခဲ့တဲ့ရုပ်ရှင်ကဘယ်လိုနေခဲ့လဲ배우가 연기를 아주 잘하던데요. 이 배우가 떼옥상 뭐나? 떼옥상 아두에 떼옥상 제띠야 얘고 또라베 소비요. 뒤에만 저 파스타맨이니 뚜비 뚜에 쪽에 부라 뚜이 쪽에 뼈네 피대래 던데유에 시마 파스타니 태비 동세 안 밀로러 나? 그래서 디라서 야매 테마에 이 나로 관내요. 디세 디네요네 အတန်းအစ်မပြေလာဘူးထင်တယ်ဗောနော်ဒီခိုင်မြန်နားထောင်မင်းနော်နောက်တစ်ခုကနေယူနေယူကကြတော့ကရိယာနဲ့တွဲမယ်ပြင်ပတ်စတက်နေနဲ့လိုက်လို့ရတယ်ဗောနော်သူကလည်းတာပဲပြီးပဲလိုက်တာဆိုပြီးတော့စီလျောင်ပြန်ရမှာနောက်နဲ့လည်းတွဲလို့ရတယ်နောက်မှဆိုရင်ဗာချင်းပါမှာဗာကြည့်မယ်ကရိယာဆိုရင်တော့ကြည့်စရာမလိုနောက်မှဗာချင်းပါတယ်အသက်ပါတယ်ဆိုရင်တော့ဤနေယူသုံးမယ်ဗာချင်းမပါဘူးအသက်မပါဘူးဆိုရင်တော့နေယူသုံးမယ်သူကလည်းဘယ်ခြေနေမှာသုံးတယ်လဲဆိုတဲ့ခြေနေလေးကိုတော့မှတ်ထားဖို့တော့လိုတယ်နော်တွဲကြတော့ဘယ်ခြေနေမှာသုံးတယ်လဲဆိုတော့မမျော်လင့်ထားတဲ့ခြေနေတွေမမျော်လင့်ထားတဲ့အမှန်တရားတွေဒါမှမဟုတ်အခုမှကြုံတွေ့လိုက်ရတဲ့အကြောင်းအရာအသစ်တွေကိုပြောဆိုတဲ့အခါမှာအသုံးပြုတယ်ခုနကဒေါန်တဲ့ရွာကြုံပြီးသားဟာတွေကိုသူတွေ့ကြုံရတဲ့တွေ့ကြုံပြောတာဒါကြောင့်ကိုမမျော်လင့်ထားတဲ့ဒီကြုံခဲ့ပြီးတဲ့အတွေ့အကြုံတွေဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့မမျော်လင့်ထားတဲ့ခြေနေတွေကြုံလိုက်ရတာတို့မမျော်လင့်ထားတဲ့အမှန်တရားကိုသိလိုက်ရတာတို့ဒါမှမဟုတ်အခုလက်ရှိမှာကြုံတွေ့လိုက်ရတဲ့အကြောင်းအရာအသစ်တွေကိုပြောဆိုတဲ့အခါမှာနေယူလေးကိုသုံးလို့ရတယ်example ကိုကြည့်မယ်ဆိုရင်일요일인데 떼내그린이 피필매 도서관에 싸지다이마 학생이 아주 많네요. 장날에 예오 냐이베 예 냐라이다 쓰며 디두아 떼내그린이 소라 싸지다이마 장날에 실라우 텐타오나 다음에 두쿠만 몇몇렌 타의 체니네 정라야라 장날에 예오 냐네 몇몇렌 타의 체니리오 여진에 가만 내요 동매 이 야본 책인데 발라의 사올이 피필매 가격이 비싸네요. 세지 라이다. 사울리의 빠빠리 사도 세 초매를 텐다. 다음에 누면 멸린 다래 장야 세 지래거든. 그래서 애치 마단도네 예예 라이다 거든. 빠른 사울리 소비매 세야 지 라이다. 이 마리아 씨 사진을 잘 찍으시네요. 마리아 답변이다 또 라이다.
မာရီယာကိုဓာတ်ပုံရိုက်ပေးတယ်သူရိုက်ပေးတဲ့ပုံလေးကြည့်လိုက်တော့အရန်လှနေတဲ့အချိန်မှာကွာမမျှော်လင့်ထားပဲမာရီယာရဲ့ဓာတ်ပုံရိုက်တဲ့ scale ကိုသိသွားတဲ့အချိန်မှာမာရီယာဓာတ်ပုံရိုက်တာတော်လိုက်တာအဲ့လိုဒီလိုဖြစ်လိုက်တာကြီးပြောချင်နေอยู่ပေါ့နော်ပြီးမိဆုံးရှိမိဆုံးယောဂါတို့처음 배우는데ဒီယောဂကိုပထမဦးဆုံးသင်ယူတာဖြစ်ပေမဲ့아주 잘하시네요.အရန်တော်တာပဲအရန်ကောင်းကောင်းလုပ်နိုင်တာပဲပေါ့နော်မိစောကဒီနေ့မှပထမဦးဆုံးယောဂတင်တာဒါပေမဲ့သူကထင်ထားတဲ့ကိုအရန်ကောင်းကောင်းလုပ်နိုင်နေအဲ့ချိန်မှာတန်တော်နဲ့ချီကျူးလိုက်တာပေါ့နော်ဒီစောပြီးဘောစောကနနေကိုအတန်းကပြီးတောင်သွားပြီပဲအတန်းမပြီးသေးဘူးထင်တာဒါပေမဲ့စတင်ကနေဝင်လိုက်တော့ဘူးမှလည်းမရှိတော့ဘူးအဲ့တော့စောပြီးဘောစောကနနေရောအတန်းပြီးတောင်သွားပြီပဲဆိုပြီးတော့ past tense အနေနဲ့တွဲထားရင်တော့ဒီလိုဖြစ်သွားပြီပဲလို့ပြောချင်တဲ့အခါမှာနေကိုသုံးမယ်။အဲ့မဲ့နောက်ခုလောစကားပြောတွေမှာပဲသုံးများရယ်နော်။အသုံးများမဟုတ်ပါနော်စကားပြောတွေမှာပဲလုံးဝသုံးပါနော်။နေရာဆိုဒီချိန်တော့အခန်းတစ်ကိုသွားပါမယ်။제가 감기가 걸려서 목소리가 좀 이상해요. 네, 참아서 들어주세요. အဲဒါဆိုရင်စာမျက်နှာ1မှာဆိုရင် 한대가 취미가 뭐예요? 와르나가 발레. 네, 대화 패치면서 미서 씨는 취미가 뭐예요? 미서 씨가 와르나 발레. 저는 여행을 좋아해서 전화하러 기도하러 짤때였죠. 시간이 있을 때마다 제 시대에 가라 여행을 가요. 기도 발레. 그래요? 헐라. 시간을 내기가 힘들지 않아요? ချိန်ပေးရတာမခက်ခဲဘူးလားခရီးသွားဖို့အတွက်ချိန်ပေးရတာမခက်ဘူးလားပေါ့နော် 어렵기는 하지만 카톡해빼매 마음을 먹으면 세 성격배 성격라이면서에 과도하메로베 세 성격라이면서에 시간을 내는 거가 챙비야라가 가능하던데요. 편의 말에 챙비루야 말이고 제임스 씨는요. 제임스 씨가여서 저는 알아 우표 모으는 것을 좋아해요. 디드세 가운이 수화라고 짤 말에 세계 여러 나라에서 가봐 나이가 묘묘의 우표로 드세 가운데요. 거의 5,000잔 정도가 아싸 5,000 리바라 모았어요. 수비다비. 정말 많이 모았네요. 되게 많이 수비다비 ပဲ. 네. 아싸 5,000 이당ဆိုတာတန်တော်ကြီးနေတယ်နော်။အံ့ဩစရာကောင်းတယ်ဆိုတာနေယူလေးနဲ့ပြောလိုက်တာ။ရမယ်နော်။ပြီးနောက်တစ်ခုအော်ဝီမှာဆိုရင်စုကြည့်ဖာတာစုဆောင်းဒီဂမ်ဆန်းလာတာဆိုရင်ကြည့်ရှုခံစားဒီခံစားကြည့်ရှုဒီလို့ပေါ့နော်ပြီးဒူတာဆိုရင်ထားသည်ခြိတာဆိုရိုက်သည်ဟာတာဆိုလှုပ်သည်အပေါ်ကဒီအော်ဝီမှာဒုံကြောဆိုငွေတင်းကားပြားကြွေစီလေးပေါ့နော်ပြီးဒူချကြီးဆိုကြွေတဲ့ပစ္စည်းတွေအဲ့ဒါကြီးဆိုဘာလုပ်မှာလဲစုကြည့်ဖာတာစုဆောင်းမှာဝါဒနာရစုဆောင်းတာမျိုးနော်ပြီးနောက်တစ်ခုဒုတ်ဆောစာအုပ်ဖက်ချင်ရောဟင်းစာခီးသွားခြင်းတို့တွေကဟာတာနဲ့တွဲမယ်ပြီးဘာဒုဆိုတာမာကြောက်ကစားခြင်းပေါ့နော်ပြီးဂျန်ကီဆိုတာဒီကြားကွက်ထိုးခြင်းလို့ပြောမှာပေါ့နော်အဲ့ဒါတွေကိုဒူတာနဲ့သုံးပါနော်ဘာဒုကူဒူတာဂျန်ကီဒူဒူတာပြီးနောက်တစ်ခုထက်ကူဇဝဲတီ tennis ပြီး tennis လို့ဆိုရင်ခြိတာရိုက်တီပေါ့နော်ပြီး opera ဆို opera ယောဂုဆိုတာပြဆက်ဒူတို့တွေကိုဂမ်ဆန်းဟာတာခံစားကြည့်ရှုမယ်네, 아수에 나베니까 어떤 취미가 어울립니까? 벨루와드나가 라이프바들레레. 일본 저는 음악을 좋아합니다. 저는 아로티 기다리고 짜이바레서 두네 라이프데 와드나가 오페라 감상, 오페라 지즈모너. 저는 새로운 곳에 가는 것을 좋아합니다. 저는 알아 내야 뜻이 좋아라고 짜이돼서 여행 번호 기도 안에 두네 라이프데. 저는 집에 있는 것을 좋아합니다. 저는 알아 이마 내야라고 짜이돼서 독서 사업 패단에 두네 라이트 뭐나 이 전에 움직이는 것을 좋아합니다. 저는 알아လှုပ်ရှားနေရတာ 짜이대. 움직이라서လှုပ်ရှားဒီ 유샤디 လှုပ်ရှားနေရတာ 짜이돼서 테니스로 아그자이 뭐 탁구로 뭐나 이 전에 오래된 물건을 좋아합니다. 저는 알아 아ချိန်ကြာမြင့်နေဖြစ်တဲ့ပစ္စည်းတွေကိုကြိုက်ပါတယ်ဆိုတော့ရှေးအောင်ပစ္စည်းတွေကိုကြိုက်တယ်ပေါ့နော်အဲဒါတို့ဒိုဂျာကြီးစုကြည့်တို့ဒုံကျုံစုကြည့်တို့ပေါ့နော်ကျွေးတဲ့ပစ္စည်းစုဆောင်းတာတို့ငွေတင်းကားပြစုဆောင်းတာတို့ရှေးအောင်ပစ္စည်းစုဆောင်းတာနဲ့တူနေတာလိုက်ဖက်တယ်ရမယ်နော်ဒါဆိုရင်အော်ဝီမဘောရောင်စက်ကိုတားကြည့်မယ်ပေါ့နော်မဘောရောင်စက်မှာဆိုရင်ဒွန်တေကိုယ့်ရဲ့အတွေ့အကြုံပြောတဲ့အခါမှာသုံးတဲ့ grammar လေး다음 그림을 보고 아빠 보지 비러 웨이와 마리아의 대화를 완성하십시오.
ဝိနဲ့မာရီယာရဲ့စကားပြောလေးကိုပြည့်ပြည့်စုံလုပ်ပြပါနဲ့မာရီယာမေးလိုက်တယ်ပေါ့နော်ဝိရှိ어제 제임스 씨 집에 갔지요မနေ့က 제임스ရဲ့အိမ်ကိုသွားခဲ့တယ်မလား 제임스 씨 집은 멀어요 제임스ရဲ့အိမ်ဟာဝေးလားအဲ့တော့ तू ကမနေ့က 제임스 ရဲ့အိမ်ကိုသွားခဲ့တယ် तू ကကိုသွားခဲ့တဲ့အကြောင်းအရာတွေကိုမာရီယာမေးနေဆိုတော့ तू ကြုံခဲ့ရတာတွေပြောပြမှာဖြစ်တဲ့အတွက်ဒုံးသေးယူနဲ့တုံးတော့မယ်ပေါ့နော်생각보다 학교에서 가깝던데요ထင်ထားတာထက်ကိုကျောင်းနဲ့နီးတယ်그래요ဟုတ်လား 제임스 씨 집은 어때요 제임스ရဲ့အိမ်ကဘယ်လိုလဲဆိုတော့너무 깨끗하던데요အရန်ကိုတန့်ရှင်းတာပဲဒါမှမဟုတ်လေ 너무 not 더군요အရန် not 던데요အရန်ကိုကျဲတာပဲလို့ပေါ့နော်ဒါမှမဟုတ်လေ 너무 예쁘던데요အရန်လှတာပဲလို့တိုက်တယ်လို့ပြောလို့ရတယ်နော်제임스 씨가 지난번에 강아지 이야기를 했는데 강아지도 봤어요. 제임스가 비결에 카우동아 퀴리리 짜온래 뼈캐로 뭐 퀴리리어တွေ့ခဲ့လား 네,ဟုတ်ကဲ့ တွေ့ခဲ့တယ် 강아지가 2마리 던데요. 퀴리야 2ကောင်တောင်မှ 네, 제임스 씨가 음식도 만들어 주었어요. 제임스가 사다리어 빌로비게라서 네, 떡볶이를 만들어 주었는데 너무 맛있던데요. ဟုတ်တယ် 떡볶이 လုပ်ကျွေးခဲ့တာအရန်ကိုစားလို့ကောင်းတာပဲဆိုပြီးတော့ကိုယ့်ရဲ့ကြုံရတဲ့အတွေ့အကြုံတွေကိုဒုံးသိမ်းရုံနဲ့ပြောပြရုံပဲဒါမယ်နော်ပြီးရင်နောက်တစ်ခုကနေယူ다음 상황에 맞게서 오빠အခြေအနေနဲ့ ကိုက်ညီစွာ표를 채우십시오. 세아가 필수봐.ပထမ 세아만 상황 အခြေအနေလေးက 오늘 스미스 씨를 처음 만났어요. 디네 스미스နဲ့ ပထမဆုံး တွေ့ခဲ့တယ်. 지금 알게 된 사실사 အခုမှ သိလိုက်ရတဲ့ အမှန်တရား ပေါ့နော်. သူ 스미스နဲ့ အခုမှ ပထမဆုံး တွေ့ခဲ့တယ်. 디네 ပထမဆုံး တွေ့ခဲ့တယ်. အခုပဲ သိလိုက်ရတဲ့ 스미스နဲ့ ပတ်သက်တဲ့ အမှန်တရားက 한국말을 아주 잘해요. 코리아စကား အရန်တော်တယ်. 네, အဲ့ချိန်မှာ ကိုက တန်တော်နဲ့ သူ့ကို ချီးကျူးလိုက်မှာ 어떻게 말할까요? ဘယ်လိုပြောကြမလဲဆို 스미스 씨, 한국말을 아주 잘하시네요. 스미스, 코리아စကား အရန်တော်တာပဲ. အရန်တော်လိုက်တာ ပေါ့. ရမယ်နော်? ပြီးနောက်တစ်ခုက 오늘 오랜만에 서점에 왔어요.ဒီမရောက်တာကြာမှ စာအုပ်ဆိုင်ကို ရောက်လာခဲ့တယ်. ပြီး အခုမှ သိလိုက်ရတဲ့ အမှန်တရားတွေက 책이 생각보다 비싸요. စာအုပ်က ထင်ထားတဲ့ထက်ကို ဈေးကြီးတယ်. 네, အဲ့ချိန်မှာ ကိုပြောမှာပေါ့နော်. 아, 책이 너무 비싸네요. 사오가 연시지라베, 사오디 연시지라이다. 야면은? 예, 지금 영화를 보고 있어요. 아쿠 요신 찌니래? 아니, 쿠만 딜라야래 만디야. 생각보다 재밌어요. 틴타하고 세우다보 가오네. 아, 이제마, 영화가 너무 재밌네요. 역시야, 이양 세우다보 가오나래. 세우다보 가오나이다. 뭐나? 이 밖에 나왔어요. 아침이야, 비오 털나게래. အဲ့တော့အခုမှသိလိုက်ရတဲ့မှန်တရား 비가 와요. 모여하네. 또အပြင်မထွက်ခင်အထိကတော့ 모여하니면 သတိမထားမိဘူးပေါ့နော်. အဲ့တော့အခုအပြင်ထွက်ခဲ့လိုက်တဲ့အခါမှာ 모여하နေတာကို သိလိုက်ရတဲ့အချိန်မှာ 비가 오네요. 모여하နေတာပဲ. အဲ့လိုမျိုးလေး ကိုယ့်အနေကို ခုမှသိလိုက်ရတာတော့ မမျှော်လင့်ထားတဲ့အခြေအနေတွေဖြစ်လာတဲ့အခါမှာ 내요로သုံးရုံပဲ. ဒါပဲနော်? 데뷔 말하길래야 다음 주 사업 발행가마 여러분의 취미에 여러분의 와르나마 표시하고 땡기달로 빌어 보기와 같이 우በ말로묘 대화해 봅시다. 가벼치자야. 대마서 와르나네 베트다이 비타야 보너 디레마서 꼭 야메티네 보너မသိတဲ့ 어휘လောက်ပဲ ပြောပြတော့မယ်နော်. အဲ့မှာဆို manhwa 그리기사 ကတ်တွင်းရေးဆွဲခြင်းကိုပြောနော်. ဒီအကီယုံကျူစာ တူရိယာတိခတ်ခြင်း ဂီတာတီးတာ စန္ဒယာတီးတာတို့ပေါ့နော်. ကိုကြိုက်တာတစ်ခုပေါ့နော်. တူရိယာတွေတိခတ်ခြင်း. ကျန်တာတွေကတော့ ဒီလောက် level ဆိုရင်တော့ရမယ်လို့ထင်ပါတယ်နော်. အဲ့တော့ 보기리아ဒီမှာပေးထားတဲ့ စကားပြောလေးက 마리아 씨는 취미가 뭐예요? 마리아가 와드나가 발레래. 저는 얼마 전에 요가를 시작해서 매일 하고 있어요. ကျမကတော့တိတ်မကြသေးခင်တော့မှ 디 요가ကို စလုပ်နေပြီးတော့ပေါ့နော်. အခုဆိုရင်နေ့တိုင်းလုပ်နေတယ်. 와, 정말 열심히 하시네요. 니랭롱니에서. 와, 되게요. 쭈사사넬롱니라베. 요가를 해보니까 어때요? 요가를 럭치라이더 별로니래. 뚜이점이네비. 건강이 좋아지던데요. 짜마일이 깡라래. 꼬예 뚜이점 몇 뼈냐므로 던데요. 한번 해보세요. 칼라 럭치 말라.
ရမယ်နော်အဲ့လိုမျိုးအဓိကနေယူတို့သုံးသေးယူလေးသုံးပြီးတော့အပေါ်က OPD တွေကဝါဒနာတွေတွေကမှာကိုကြိုက်တာကိုပြောပြီးတော့အပြန်အလှန်လေးစကားပြောလေးလုပ်ကြည့်ပါနော်ဒီထဲမှာမပါတဲ့ဟာလည်းဂီတာဆိုပြီးတခြားအကြောင်းအနေနဲ့ကိုပြောလိုက်ရရနော်ပြီးနောက်တစ်ခု ego စစ်ကီဖက်ပြောရေးခြင်း다음 글이 고아바 사바이고 페비어 지문에 답하십시오. 미국만 피바. 제 시민은 저너의 와다나가러 영화 감상입니다. 여신 지슈 주면 피바에 저는 저너하러 다양한 장르의အမျိုးမျိုးသောဂျန်နဆိုတာလည်းအမျိုးအစားကိုပြောပါနော်သူအတွဲလိုက်ဂျန်နရဲ့ရုံးပါဆိုရုပ်ရှင်အမျိုးအစားကိုပြောအဲ့တော့ကျွန်တော်ကတော့ဒါရိုင်းငယ်အမျိုးမျိုးသောဂျန်နရဲ့ရုံးပါတို့ရုပ်ရှင်အမျိုးအစားတွေကို모두 좋아하지만အားလုံးကြိုက်ပေမဲ့특히အထူးသဖြင့်공포 영화를 좋아합니다. 이 떼들 연보가리고 짧아요. 저는 저녁하러 친구들과 땡겨지는 일주일에 대반만 한 번씩 대체인지 영화를 보러 갑니다. 요신 지보엔 또봐래. 영화를 본 후에 요신 집에 남아 우리들은 저녁으로 가러 그 영화에 대해서 에리 요신을 받아비러 많은 이야기를 합니다. 냐, 사가리 냐이 뼈자래 보나? 에리 요신을 받아비러 사가리 냐이 뼈자바래. 그리고 비러 다음에 볼 영화에 대해서도နောက်ကြရင်ကြည့်မဲ့နောက်ခါကျရင်ကြည့်မဲ့ ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့လည်းပဲ 계획을 세웁니다. 시즌이 쇠자발에 이번 주말에는 리카브리엠마로 친구들과 등해지는 새로 개봉해서 아떼 용된 탈의 영화인 요신 시대 무서운 사람들 다 요신 남해보나 짜포 가운데 루리고 보러 찌보엔 가기로 했습니다. 찌보엔 소개를 잡아래. 이 영화는 리오신가로 제가 좋아하는 저너짜이대 감독의 영화인데다가 다이다의 요신 피대에 제가 좋아하는 저너짜이대 배우가 나와서 리오상 바원 리오상 다래 됐죠. 매우 기대가 됩니다. 일루요 열린 탐이 바램. 제 친구들은 저너의 등의 준이가로 바두고 두거나 마저 그 사라로 동전을 수집하는 딩위링가별이 수사나로 등 사대편 여러 가지 취미 생활을 하지만 아뮤묘도 와드나 록샤무리고 록자뱀에 저는 전화하러 영화 감상이 역시 지시증가 제일 좋습니다. 짜이성의 표바에 영화 감상은 역시 지시증가로 제 생활에 전원이 닮은 보아마 기쁨과 뼈실문의 힘을 쾌하리고 주는 미래 중요한 부분입니다. 이 질의 세이바임의 표바에 하면은 이 사람의 취미 생활에 대해서 디루의 와드나 내ပတ်သက်ပြီးတော့ 많은 것을 고르십시오. 만간의 야우 유체바. 나베리가 이 사람은 무서운 영화를 싫어한다. 딜루와 짜포 가운데 요신을 못짜이고서 말에 두아대테 임보가리 짜이데를 벼다리나. 나베리가 이 사람은 딜루가로 보통 보면 앞에 혼자서 때야우테 영화를 본다 요신 찌에서래 말에 땡겨지는 찌에를 벼다리나. 이 사람은 딜루가로 다양한 장르의 영화를 요신 묘사, 묘묘도 요신 묘사를 다 좋아한다. 알롱 짜이데서 맞네나. 또 요신 묘사를 알롱 짜이데 다음에 투드핀 때태인 뭐가리고 짜이데로 표다리나. 그런 내배동 안 맞네. 이 내배리의 영화를 보는 친구들은 요신 오지의 등해주니가로 한 달에 달라고 한 번씩 대쟁시 만난다. 비송자에서 말에 대박고 대쟁시나. 내가도 피면 내배동. 이 내배니까 이 글의 내용과 디사바의 애정안에 같으면 O, 두인 O, 다르면 H 표시로 하십시오. 두인 H 땡기다 올라봐. 이 사람은 딜루가로 이번 주엔 또 디데바 말레베 영화를 볼 것이다. 역신지만 피대서 O, 맞네나. 이 영화 감상은 역신지진가 이 사람의 생활에서 딜루의 니탈무 보아마 중요한 부분이다. 예질의 에세이반 피대. 달랜만네 O나. 이 사람은 딜루가로 바두고 두고 마저 그사비로 동전을 수집하는 외랭가별의 수상의 취미도 와드나고 레벨 가지고 있다. 반사인 탈에서 X 말에는 마저 그사라린 외랭가별 수상나리야 두등해지니에 와드나 두아자 요신지 수진왜 짜이성로 표현하려나? 그래서 이제로 남바동아자로 이 사람이 딜루가의 무서운 사람들이라는 이 무서운 사람들 속의 영화를 여신고 기대하는 성면이라는 이유로 정비하자고 두 가지 남유 넣고 쓰십시오. 예바.
အဲ့တော့တို့ကဒီလူကဒီရုပ်ရှင်စောင့်နေရတဲ့အကြောင်းရင်းနှစ်ခုရေးပါဆိုတော့이 사람이 딜루가 좋아하는 짜이는데 네, 감독의 다르다의 영화 있기 때문에 여신 피대 어쩌자 뭐나 그러면 제가 딜루 짜이대 다르다의 여신 피대 어쩌자 이 나르고아 이 사람이 좋아하는 딜루 짜이대 배우가 대역상가 나오기 때문에 빠원 타래 그러자 그래서 가래마 알로 배 미니미 빠원에 배 미나 빠원에 알로 솔루션 두라 나오다로 왜 동나나 ထွက်လာတယ်ပေါ့ ဒါပေမဲ့ဒီမြန်မာစကားနဲ့ဆိုရင်အဲ့စကားထဲမှာဘယ်သူပါဝင်တရုပ်ဆောင်ထားလဲဆိုရင်ဆောင်းဟီကိုကနာဝဆော်ရဆောင်းဟီကိုပါဝင်တရုပ်ဆောင်ထားခဲ့တယ်အဲ့လိုမျိုးလေနော် 그래서 이 사람이 좋아하는 감독의 영화이기 때문에 그리고 이 사람이 좋아하는 배우가 나오기 때문에 이 사람이 무서운 사람들이라는 영화를 기대하고 있습니다. 하면은 그래서 여러분의 취미생활에 대해서 여러분의 와드나에 받아비러 쓰고 예비러 발표해 봅시다. 뼈뼈지야 뭐너 해마세과 예지메 뭐너 취미소 와드나 시작한 시기사 အဲ့ဒီဝါဒနာစတင်ကြရတဲ့အချိန်ကလာပေဂျိုးဟန်နေယူကြရတဲ့ကြောင်းရင်ပြေဝက်စုစာကြိတ်ရတဲ့ကွာတပတ်မှာအဲ့ဒီဝါဒနာကိုတပတ်မှာတစ်ချိန်လုံးတာလာနေတိုင်းလို့လားတစ်လောက်တစ်ချိန်လားဘယ်နှခါလုံးလဲပေါ့နော်ဘယ်နှချိန်နေလို့ဖြစ်လဲပြေကချီယာနဲ့စာတယ်အတူတူလုံးနေရတူရှိမရှိပြေဂျုံဂျုံအဲ့ဒီဝါဒနာရဲ့ကောင်းတဲ့အချက်အဲ့အချက်လေးတွေပေါအောင်ရေးပြီးတော့နာရဲ့ရှိမိဆန်းကငါရဲ့ဝါဒနာဆိုပြီးတော့ဒီအစီလေးရေးကြည့်ပေါ့နော်အဲ့တော့ writing เนี่ยเลยရေးကြည့်ပြီးနော်အဲဆိုရင်오늘은 여기까지입니다. 수고했습니다. 우리 다음에 만나요. 감사합니다.